Sata Tengiti Buscasiarone, Sata Tengiti Utiscasiaro, Giri Prolai. Ludodomia Sake, Masi Siarone, Mengon Siaro, Giri, Yimich. Hello, San Francisco, that same Limian Downment of time. Limiangu and the again will be get Siaro, Giri Prolai. General Siaro Giri, Amboy, Congo, Pashumi, Tambulu Siaro, Giri, Ulan Yimich. ကျွန်တော်ခုပြောပြပေးခြင်းတဲ့ဆရာတော်ကြီးရဲ့အကြောင်းကတော့ခုနောက်လူတွေတိတ်မသိတော့တယ်မင်းကွန်းဆရာတော်မဟာစီဆရာတော်တောင်ပုလူဆရာတော်လိုမျိုးဆရာတော်ကြီးတွေကိုမွေးထုတ်ပေးခဲ့တဲ့ဆရာတော်ကြီးများရဲ့ဆရာသခင်ဖြစ်တဲ့ကျေးဇူးတော်ရှင်မူလမင်းကွန်းဆရာတော်ကြီးရဲ့အကြောင်းကိုကျွန်တော်ဒီနေ့ပြောပြပေးခြင်းစကိုင်းမြို့တောင်ဘက်10မိုင်ကွာကန်ကြီးကုန်းရွာမှာရှိတဲ့ကျောက်ပနံစီကံပြောတံပြန်ရံနဲ့လူပွဲကျင်းပနေအလူပွဲဆိုတော့အလုံးသိတဲ့အတိုင်းပဲလူတွေကလည်းကြက်ပြန်ကြစီကားနေတယ်။ကျောက်ပနံရောသူရွာသားတွေကလူပွဲတော့ကြောင်မန်းတဲ့တွေစောက်မန်းတဲ့နဲ့တန်ငါစင်တွေရှေ့မှာတဲပြူတွေခင်းရာဇမတ်တွေကမပြောပင်နေစတဲ့အားလက်အောင်ကုသိုလ်တွေပြုလုပ်ကြရင်အလုံးရှုံနေ။ရွာသူတွေကလည်းဧည့်သည်တွေအတင်သုံးဆောင်နိုင်ဖို့အတွက်လက်ဖက်ပွဲတွေပြင်စလိတ်တွေကိုယ်တိုင်လိမ့်နေသူ့လို့သူကိုယ့်လို့ကိုလှုပ်တွေရှုံနေကြတာပေါ့။အဲ့ဒီလူ400ထဲမှာဝတ်ပုံစားပုံပေါ်လွင်ဆုံးကတော့ကိုရင်သားပြောကြီးပဲဗျ။တာဝန်ကျတဲ့အလုပ်ကတော့စပွဲရှိဟန်ပန်အပြည့်နဲ့အလူငွေအကူငွေတွေကိုမှတ်သားရတဲ့စီးရေးအလုပ်ဆိုတော့အလူကိုလာတဲ့သူတိုင်းကကိုရင်သားပြောကြီးကိုယင်တွေ့ကြတာပေါ့ဗျာ။ဒါကြောင့်မဲ့သူ့ရဲ့အလုပ်ကအလုံးကိုအရေးပါတယ်လို့ပြောရမှာဗျ။ဘုန်းကြီးဘွားကနေလူထွက်တာမကြသေးတော့အိန္ဒြေကလည်းအလုံးကိုကြီးတယ်ကကြီးကန်းရှိဟင်းသာနားတယ်လို့ပြောရမလို့တောသူတောင်သားတွေအလဲမှာကိုရင်သားပြောကြီးရဲ့ဥပဒေရုပ်ကလည်းအလုံးကိုတူကြီးခံရတာပေါ့ဗျာ။လူပြန်တော်ပညာရှိကြီးကိုရင်သားပြောရဲ့မထွန်းစံကတော့အိမ်မှာအဆောင်ကျင်ခဲ့ရလို့ဗျ။နှမမတ်ဝေါ်နဲ့မမကြီးတို့ကတော့အလူမန်းတက်မှာအဲ့ခံကျွေးမှုကိုတောင်းဝန်ကြတယ်ဗျ။အလူမန်းတက်ကိုလည်းလူတွေကတတုတ်ပြီးတတုတ်ဝင်လိုက်ထွက်လိုက်နဲ့ကိုရင်သားပြောကြီးကလည်းစီးရင်တွေမှတ်လိုက်နဲ့လုပ်တွေရှုံနေတာပေါ့ဗျာ။အချို့တော်ကြီးတွေကတော့အော်ဘသူများလဲလို့ကိုရင်သားပြောကြီးပါလား။တပည့်တော်မကအဲ့လိရောင်လို့ချုပ်ကအဲ့ဒါလို့အယောင်ယောင်အမမပြောနေကြတော့ကိုရင်သားပြောကြီးကလည်းကြာတော့ရှက်အန်းဖြစ်လာတာပေါ့ဗျာကိုရင်သားပြောဟာငငယ်ကဘရင်စီရေးလှုပ်ဖို့အတွက်ဘရင်စာပေအရေးသားကိုကြိတ်ပြီးလေးလာခဲ့တော့လက်ရေးလက်သားကလည်းအတော်ကိုလာတယ်ဗျပရိသတ်တွေအလားဆဲသွားတော့ကိုရင်သားပြောကြီးကအလူငွေတွေကိုအလူရှင်လက်ထဲကိုစီးရင်ကိုက်မကိုက်စစ်ပြီးအပ်လိုက်တာပေါ့ဗျာအဲ့ဒီအချိန်မှာပဲစီတွေနှဲတွေတံမြိုင်တီးမှုတ်ကြတော့ပရိသတ်တွေကလည်းတည်တယ်လေဗျာဆရာတော်ကြီးတွေကြွလာတော့မယ်ဆိုတာဒါနဲ့မန်းတက်တဲ့ရှို့ဝင်ကြတာပေါ့မကြခင်ဘုန်းကြီးတွေကထေစင်ဝါလိုက်ရက်တောင်ကိုစီထမ်းပြီးမန်းတက်တဲ့ကိုကြွလာတယ်ဗျကိုရင်သားပြောကြီးကတော့စီးရင်စစ်နေတော့မဲ့လို့ကြွလာတဲ့ဘုန်းကြီးတွေအားလုံးကကိုရင်သားပြောကြီးကိုကြည့်ပြီးပြုံးစီစီဖြစ်နေတာပေါ့ဗျာပြုံးမယ်ဆိုလဲပြုံးညံစရာပဲလေကြည့်အောင်ဝိပုံစားပုံကအပေါ်ကကောင်းပေါင်းစားကလည်းနီတာရဲအင်ဂျီကလည်းနီတာရဲဆိုတော့အတော့ကိုပဲအချိုးမကျလာဘူးဗျဩဒါနဲ့ဆက်မိလို့ပြောရအောင်ပဲဗျရမဲသိန်းမျိုးစားတီလဝအမတ်ကြီးကတစ်သက်လုံးမှာ3ငါပဲရည်ဘူးတယ်ဗျတခါကဖုန်းကြီးလူတွေတယောက်အေယာဝတီမြေထဲမှာခေါင်းပေါင်းစာကြီးမချွတ်ဘဲနဲ့ရေငုပ်လို့တခါရည်ဘူးတယ်ဗျဒါကြောင့်ဖုန်းကြီးလူတွေဆိုတာရာဇဝင်နဲ့ဗျကိုရင်သားပြောကြီးရဲ့ငယ်ဆရာစော်ခဲကျောင်းဆရာတော်ကြီးကလည်းအဲ့လူပွဲကိုကြွလာတယ်ဗျဆရာတော်ကြီးကကိုရင်သားပြောကြီးကိုမြင်တဲ့အခါမှာတော့တော်တော်ကြီးကိုစိတ်မကောင်းဖြစ်သွားတယ်ဗျစာတင်ဘတ်ဖုန်းကြီးတွေကလည်းရက်တောင်လေးတွေ꿰ပြီးတပားနဲ့တပားကိုရင်သားပြောကြီးရဲ့အကြောင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြတာဗျကိုရင်သားပြောကြီးရဲ့အေးချင်းနဲ့ကံကြမ္မာကိုတိတဲ့သူတိုင်းကတော့စိတ်မကောင်းဖြစ်ကြမှာအသေးချာပဲဗျကိုရင်သားပြောကြီးကမိခင်ကံကြီးကုန်းသူဒေါ်ပိုင်နဲ့အဖကျောက်ပနံရွာသားဦးညိုတို့ကတက်ကရ1230ပြည့်နှစ်တပိုတွဲလဆန်း9ရက်စနေနေ့ညနေ6နာရီအချိန်မှာဖွားမြင်ခဲ့တဲ့တူဒီတော်သားယောက်ျားလေးဗျကိုရင်သားပြောကြီးအသက်8နှစ်လောက်မှာကံကြီးကုန်းနဲ့ကျောက်ပနံအလယ်မှာရှိတဲ့စော်ခဲဘုန်းကြီးကျောင်းမှာပညာသင်ယူခဲ့တယ်ဗျဟိုးရှိတုန်းကမြန်မာတွေရဲ့ဒလိထုံးတန်းစင်လာရတော့မြန်မာလူမျိုးတွေဟာမိမိတို့ကိုးကွယ်ကြတဲ့ဆရာတော်ဘုန်းကြီးတွေထံမှာသားသမီးတွေရေရောက်လာတဲ့အခါဂုံမငယ်ရအောင်ရေဘာသာတစိ့ကိုခန့်နေပြီးသားဖြစ်အောင်ရေရည်ရွယ်ချက်နှစ်ချက်နဲ့ဘုန်းကြီးကျောင်းကိုပညာသင်ဖို့အတွက်ဆေလို့ကြတယ်ဗျကိုရင်သားပြောကြီးကယဉ်ကျေးပွဲရာအရာရာနဲ့လိုက်တိတာဉာဏ်ထက်မြက်တာလုံးလဝီရိယရှိတာတွေတဲ့စော်ကဲဘုန်းကြီးရဲ့လေးပေးခြင်းကိုခံခဲ့ရတယ်ဗျကိုရင်သားပြောကြီးအသက်12နှစ်ရောက်တဲ့အခါကျောင်းသားတွေတက်အပ်တဲ့တင်ရိုးကုံလို့တရား8ဆောင်နဲ့မိရန်တွေပုတ်စစ်တွေအကုန်ရနေတော့တင်းညို့မသိခင်အဘိဓမ္မာညဝါကိုအစမ်းပို့ချကြည့်တဲ့အခါမကြုံဘူးတဲ့ထူးဆန်းမှုတွေကြုံခဲ့ရတယ်ဗျကိုရင်သားပြောကြီးအသက်14နှစ်ရောက်တဲ့အခါမှာတော့ရှင်နာရဒဆိုတဲ့ဘွဲအမည်နဲ့ရှင်သာမဏေပြုပြီး
တာမဏေတော်တွေတင်ယူရမယ့်ကျင့်ဝတ်တွေကုန်လို့ယဟန်တွေတင်ယူရမယ့်ဒွေမာတိကာကိုတောင်အာကုန်ရနေပြီဗျ။ဒါနဲ့ဆရာဖြစ်သူစော်ကဲဘုန်းကြီးကယဟန်နေတာလေးလာတင်ယူနိုင်တဲ့ပိကတ်တော်လာဝင်းကြီး၅ချမ်းကိုတင်ပေးတဲ့အခါမှာတော့၄နှစ်လောက်နဲ့ဝင်းကြီး၅ချမ်းကိုပေါင်မြောက်ခဲ့တယ်ဗျ။ကိုရင်နာရတဟာရွယ်နဲ့မလိုက်အောင်စာတော်သူဖြစ်တယ်လို့ဘုန်းကြီးဖြစ်ရင်လည်းဖြစ်မဖြစ်ရင်လည်းနန်းတွေးမှာစာပေပညာရှိအမတ်အနေနဲ့မှုထမ်းမယ်လို့ကြံခဲ့တာဗျ။ညှို့လင့်မထားတဲ့ကံကြမ္မာမုန်တိုင်းကြောင့်ရှင်နာရတရဲ့ဘဝဟာစိတ်ကူးတွေအားလုံးတဲတဲရည်သွန်ဖြစ်ခဲ့ရတယ်ဗျ။အဲ့ဒါကတော့ရုတ်တရက်ကြီးဖခင်ကွယ်လွန်သွားခဲ့ရတယ်ဗျ။ဆရာဖြစ်သူစော်ကဲဘုန်းကြီးကကိုရင်နာရတရဲ့အားငယ်ဝမ်းနည်းစိတ်တွေကိုဖြေဖျောက်ပေးဖို့အတွက်သင်္ခါရတရားနဲ့မှုပြတ်မှုဓမ္မတာအချက်ကိုမြင်အောင်ဟောပေါ်ညွှန်ကြားနီလန်ပေးပြုပြင်ဆုံးမရင်နေဆတူဝလုံးနေကြဖြစ်တဲ့စာတက်စာအန်ချင်းအမှုကိစ္စတွေကိုဆက်လက်ပြုနေရင်9လလောက်ကြာတဲ့အခါမှာတော့မိခင်ဖြစ်သူဒေါ်ပိုင်ကပါဆုံးသွားတော့အမမထွန်းစံနှမမက်ဝမမကြီးတို့ကမျက်စိတငယ်နားတငယ်လူမမဲအရွယ်သာရှိသေးတော့ဒုက္ခတွေပင်လယ်ဝင်နေတာကိုမကြည့်ရတာကြောင့်လူဝစ်လဲခဲ့ရတယ်ဗျ။ဒါနဲ့မောင်သားပြောဟာကန်စီမန်ယာအတိုင်းမောင်နှမ၄ဦးနဲ့ကြောက်ခဲကုန်းမှာနွားနယ်ရုံရင်လူဖြစ်လာရင်လည်းမင်းမှုရန်ဖြစ်ရမယ်ဆိုတဲ့အကြံကပြန်ပေါ်လာခဲ့တယ်ဗျ။ခေတ်ကာလအနေထားအရဒီကြံကိုအမြင့်ပြတ်ချေမုံမဲ့နောက်ထပ်ကံကြမ္မာဇိုးတစ်ခုကပေါ်လာပြန်ရောဗျ။အဲ့ဒါကတော့မြန်မာတက္ကရာ1248ခုနှစ်မောင်သားပြောအသက်18နှစ်လောက်အရွယ်မှာမိစ္ဆာဒိဋ္ဌိကလပ်ဖြူတွေကမြန်မာနိုင်ငံကိုကျွံပြုတ်ဖို့အတွက်ရောက်လာကြလို့အနေနဲ့ရရက်ကထကြွပုံကန်ကြတော့စိတ်လိုက်မှန်ပါလုံးတက်တဲ့ဗီဇတက်ကြွတဲ့အရွယ်ကျန်သမျှကလည်းမှန်းချက်နဲ့နှမ်းတွက်ကမကိုက်ကြတော့မောင်သားပြောတယောက်ကျောက်ပနံရွာကနေကိုရောင်ဖြောက်သွားတော့တယ်ဗျအင်္ဂလိပ်တွေအုပ်ဆိုးလို့ထကြွပုံကန်သူတွေငြိမ်ကျသွားတဲ့အခါမှာတော့ကိုရင်သားပြောဟာအန်တာဝရီခရိုင်ကွင်းကြံကုန်းမြို့နယ်ကော့မူးကျေးရွာမှာရှိတဲ့ဦးတော်အိမ်ကိုရောက်နေတယ်လို့သိခဲ့ရတယ်ဗျအဲ့ဒီမှာရောက်နေတော့တရက်စိတ်အဆင်မပြေလို့2ရက်3ရက်လောက်စကားမပြောဘဲအိမ်အားထဲမှာလှဲနေလို့ဒါနဲ့အတော်လို့သူကတကယ်တော့မစားမတော့ရှိစေအောင်တော့မယိုမပေါက်ပဲနေနိုင်တာတော့အံ့ပါရဲ့လို့ဦးတော်ကိုပြောဘူးတယ်ဗျတကယ်တော့မောင်သားပြောဟာလောကနဲ့မှုန်တိုင်းကြမှာရှေ့ဆက်ရမယ့်ခီးအတွက်အမနဲ့နှမတွေကတစ်ဖက်အယိုးတဲ့ဆွဲနေအောင်တန်မိုးရိုက်ထားသလိုသာသနာစိတ်ကအတွက်အဲ့ဒါလိုဒွိဟာတွေနဲ့အချိန်ချင်းတွေးတောကြံစရင်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချပြီးတော့ဇာတိဖြစ်တဲ့အညာမြေကိုပြန်လာခဲ့တယ်ဗျမြန်မာတက္ကရာ1249ခုနှစ်အညာမြေကိုပြန်ရောက်တော့အမနဲ့နှမတွေနဲ့တောင်ရလှုပ်ရင်းအမနဲ့နှမတွေကိုတဖြည်းဖြည်းနားချပြီးရဟန်းပြုခွင့်တောင်းတော့အားလုံးကခွင့်ပြုတာနဲ့ကံကြီးကုန်းရွာရဲ့ရှေ့တောင်မကြီးစုတော်ရကျောင်းမှာမိခင်ဒေါ်ပိုင်ရဲ့ညီမဝမ်းကွဲဒေါ်အန်စာဥပေါ်တို့ကရဟန်းတကရဟန်းမဖြစ်ခံယူပြီးတော့အကိုဝမ်းကွဲဖြစ်သူနောင်တော်ဦးလက္ခဏထံမှာနောင်တော်ဦးလက္ခဏအမှုပြုတဲ့ကာကတန်ဃာတွေနဲ့မြင့်မြတ်တဲ့ရဟန်းဘဝကိုရောက်ရှိတော်မူခဲ့ပါတယ်။ဦးနာရတဟာပါဠိပိဋကတ်တော်တွေကိုဆက်လက်သင်ယူဖို့အတွက်မင်းကုန်းတောင်ရိုးမှာရှိတဲ့တောင်ပေါ်ကျောင်းကြီးတိုက်မှာဆရာတော်ဦးရစိန်နာထံမှာဆက်လက်ပညာသင်ခဲ့တယ်ဗျ။သုံးကိုင်းကျုပ်ဆရာတော်ကြီးကပါဠိပိဋကတ်တော်သွားနီးလာနီးတွေကိုလက်စုပ်လက်ကင်ထူးတင်ပြတဲ့အခါမှာတော့လပိုင်းနှစ်ပိုင်းအတွင်းမှာပဲအတော်ကိုတိုးတက်သွားတယ်ဗျ။ဆရာတော်ဦးနာရတရဲ့နေမှုထိုင်မှုစိတ်သက်ရေးရာကိုအားရတော်မူတဲ့ဆရာတော်ကြီးကစာချဆရာအဖြစ်ကနေတိုက်ကိုပါလွှဲအပ်တော်မူတယ်ဗျ။ဦးနာရတကတိုက်ရဲ့တာဝန်ကိုကြာရှည်လက်မခံပဲမန္တလေးမြို့အပြီးမှအကျော်အမောဘိုးကောင်းတိုက်ကိုပြောင်းရွှေ့သတင်းသုံးတော်မူခဲ့တယ်ဗျ။အဲဒီကတဆင့်ဒက္ခိဏဝန်တိုက်အဲဒီကတဆင့်မြတောင်တိုက်အဲဒီကတဆင့်စံချောင်းတိုက်ကြီးတွေကိုတကြောင်ပြီးတကြောင်ဆရာတဆူပြီးတဆူနီးမျိုးစုံအောင်စာလိုက်ဦးစင်းငယ်ကိုရင်ငယ်တွေကိုစာချရင်သတင်းသုံးတော်မူခဲ့တယ်ဗျ။နောက်တော့အကြောင်းကြောင့်ပြည်ခရိုင်ရွှေတောင်မြို့နာမည်ကျော်ဝေလူဝန်ဆရာတော်ကြီးရှိကိုပြောင်းရွှေ့သတင်းသုံးတယ်ဗျ။ဦးနာရတဟာပိဋကအရာမှာလည်းထက်မြက်စူးရှပြီးတော့ဝိရိယအနေနဲ့ကလည်းအလွန်ကိုအားကောင်းတော့ဆရာတော်ကြီးကဝေလူဝန်ကျောင်းတိုက်ကြီးကိုအုပ်ချုပ်ဖို့အတွက်လွှဲအပ်ခံရတယ်ဗျ။ဒါပေမဲ့လည်းဦးနာရတကတော့အောက်ပြည်အောက်ရွာမှာမပျော်မွေ့တာနဲ့မင်းကွန်းကိုပြန်ကြွတော်မူခဲ့တယ်ဗျ။မင်းကွန်းတောင်ပေါ်ကျောင်းကြီးကိုပြန်ရောက်တဲ့အခါမှာတော့ဆရာဝတ်တန်ခါဝတ်တွေကိုလှုပ်ရင်းနဲ့စာချရင်းပါဠိအထာဂရာကိုမွေနောက်ကြည့်ရှုရင်းအချိန်တွေကိုကုန်လွန်စေခဲ့တယ်ဗျ။စာချဘုန်းကြီးဦးနာရတရဲ့သတင်းကစကိုင်းမင်းကွန်းတစ်ခွန်ပြန့်လွင့်နေတာပေါ့ဗျာ။အဲ့ဒီအချိန်မှာပဲလေဒီဆရာတော်ကြီးရဲ့မဟာတိကာကြရက်ထနေချိန်ဖြစ်တော့ငါသာဆိုရင်အထာဂရာပဲရေးမယ်လို့အောက်မကန်အကြံပေါက်တော့ပေတကောပရိသပါဠိအဖွင့်အထာဂရာကိုရေးဖို့စီရင်တော်မူခဲ့တယ်ဗျ။တညဦးနာရတရဲ့အိမ်မက်ထဲမှာအောက်သွားကျိုးတယ်လို့အိမ်မက်မှတ်တယ်ဗျ။မြမတွေဥယူဆရအောက်သွားကျိုးရင်တော့အောက်လူတေတက်တယ်ဆိုတဲ့အစွဲတွေကြောင့်နှမတွေရှိရာ2မိုင်ကျော်ဝေးတဲ့ကြောက်ပနံရွာကိုပြန်ကြွပြီးကျမ်းမာရေးအခြေအနေကိုမေးရင်နှမနဲ့အမတွေအိမ်အောင်မကြသေးတဲ့အချိန်ဖြစ်နေတော့ကျောင်းကိုခေါ်ယူပြီးငါလူထွက်တော့မယ်ပစိုးနဲ့အင်ကြီးယူခဲ့င
နင်တို့ကိုစိတ်မရှဘူးအဲ့ဒါလိုခရီးရောက်မဆိုင်ပြောလိုက်တဲ့အခါမှာတော့မမနဲ့အမတွေကယူချိုးမရဖြစ်ပြီးငိုကြွေးကမျိုးမျိုးတောင်းပန်မိမဲ့လဲမရတဲ့အစုံတယူတန်တစွတ်ထိုးလုံးတဲ့သူပြီးခေါင်းမောင်းစနီတာရဲအင်ကြီးကနီတာရဲလုံကြီးကနီတာရဲနဲ့နောက်ဆုံးအလှပွဲမှာစီးကြီးဖြစ်လာတဲ့ကိုရင်သားပြောကြီးရဲ့အဖြစ်ပဲဗျအဲ့ဒါကြောင့်ပဲဆရာသမားနဲ့စာတင်သားဖုန်းကြီးတွေကလည်းနှမျောတယူချိုးမရဖြစ်တော်မူကြတာဗျကိုရင်သားပြောကြီးလောကရန်ကိုဖျက်တမ်းပြီးလူထက်ဘဝနဲ့အခြေမကြခင်မှာပဲမင်းငုံအလေတော်ရဆရာတော်ကြီးဦးမစ်စုဒါရရဲ့ညွန်ပြဆုံးမမှုကြောင့်သာသနာပေါင်ကိုပြန်လည်ရောက်ရှိခဲ့တယ်ဗျဥနာရတရဲ့နှစ်ကြိမ်မြောက်ရဟန်းပြုပြီးမကြခင်မှာပဲလက်ဗရန်မျိုးကဆရာတော်ဦးကန္နမရဲ့ပင်ဖိတ်ချက်အရလက်ဗရန်မျိုးမှာတဝါသတင်းသုံးပြီးမင်းငုံကိုပြန်ကြွတော်မူခဲ့တယ်ဥနာရတမင်းငုံတောင်ပေါ်ကျောင်းကြီးကိုပြန်ရောက်ပြီးစာချဆရာဝတ်တွေပြုနေချိန်မှာပဲမရိယာနယ်ဘက်ကရွာကြီးတူဟာစာချကျောင်းနိုင်အဖြစ်လာရောက်ပင့်လျှောက်လို့ဆရာတော်ကြီးကဥနာရတကိုလိုက်ပါသတင်းသုံးဖို့မိန့်တော်မူတဲ့အတွက်မရိယာနယ်ဘက်ကိုကြွရောက်သတင်းသုံးတော်မူခဲ့တယ်ဗျ။တောရွာဖြစ်ပေမဲ့လည်းရက်ရွာဒေသဒကာမတွေကတောင်းတော့ကျောင်းသားကိုရင်ဥပစင်းတွေကလည်းများပြတဲ့အတွက်ဥနာရတလို့တက်ဖုံးကြီးကိုရက်ရွာဒကာမတွေကဝမ်းပန်းတတာကြိုးဆိုပွဲတွေပြုလုပ်ကြတယ်ဗျ။အစပိုင်းမှာတော့ဥနာရတကိုယ်တိုင်ကကိုလက်ကိုချေကိုသဘောနဲ့အုပ်ချုပ်နေရတော့ဝမ်းမြောက်တော်မူခဲ့တယ်ဗျ။ဒါပေမဲ့အဲ့ဒီအချိန်လေးကတိတ်ကြမခံလိုက်ဘူးဗျ။ကိုရင်ကြီးနဲ့အချို့ဥစင်းတွေပေါ်ဩဇာမကိုက်ဖြစ်လာတယ်ဗျ။ဥနာရတဟာတီးကန်ပြီးတော့ဆုံးမဟောပြောနေပေမဲ့လေငယ်မွေးချမ်းပေါက်တပည့်ရင်းနေမဟုတ်ကြတဲ့အတွက်ဥစင်းကြီးရင်ဖုံးကြီးရန်သူဆိုတဲ့အတိုင်းပဲတဖြည်းဖြည်းအုပ်ချုပ်ရခတ်လာတော့တယ်ဗျ။စာတက်ပေမဲ့လည်းမအုပ်ချုပ်တတ်ဘူးလို့အထင်ခံရမှာဆိုတာနဲ့တီးကန်ပြီးအုပ်ချုပ်နေပေမဲ့လည်းမရတဲ့အဆုံးမှာတော့ဥနာရတစက်တီရေကန်းထဲဝင်ပြီးခေါင်းမူးချုံပြီးတော့ရှုံးပွဲချငိုတော့တာပဲဗျ။ဥနာရတပညာကလည်းတက်စာချကလည်းကောင်းတာကြောင့်တဖြည်းဖြည်းနဲ့နာမည်ကြီးလာပြီးတနေ့လုံးကလည်းအထင်ကြီးလေးစားကြတာပေါ့ဗျ။အဲ့ဒါလိုဖြစ်နေတဲ့အချိန်မှာပဲရုတ်တရက်သာထထွက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေမှာမဟုတ်ဘူးလေ။ဒါနဲ့ပဲဥနာရတဟာအားရအောင်ငွေကျွေးပြီးတဲ့နောက်ရက်ကနေစပြီးစိတ်ဆိုးရစိတ်ညစ်ငိုကြွေးရတဲ့ဒုက္ခတွေကပူလောင်လာပါလေ။ဒီဒုက္ခတွေကနေလွတ်လန်းမရှိတော့ဘူးလားလို့တန်ဝေကရကအဖြေရှာရင်းစိတ်ပြေလက်ပြောက်စာကြည့်နေတယ်ဗျ။ဒါနဲ့စာလေးတစ်ပိုက်ကိုတွားတွေ့တယ်ဗျ။တောကပလိဒေဝနံသမတိကမာယတိပဋ္ဌာန်၄ပါးတို့သည်စိုးရိမ်ခြင်းငိုကြွေးခြင်းတို့ကိုလွန်မြောက်ခြင်းက၎င်းဒုက္ခဒေါမနတာနံအထင်ကမာယကိုဆင်းရဲခြင်းတို့၏ပျောက်ခြင်းက၎င်းတတိပဋ္ဌာန်ပါဠိတော်ကိုတွေ့သွားတော့ဆွေးဆွေးခုံပျော်ရွှင်သွားတယ်ဗျ။ဒါပေမဲ့လည်းဘလို့ရှုမှတ်ရမလဲဆိုတာမစင်စားမိတဲ့အတွက်ရိုးရာဗုဒ္ဓနုတ္တိမေတ္တာကမ္မထံတွေကိုပဲစူးစမ်းဆင်ခြင်ကြည့်ခဲ့တယ်ဗျ။ဒီလိုနဲ့ပဲငါသာမင်းငုံကိုပြန်ရောက်ရင်တော့ဒီဖြေကိုရလိမ့်မယ်ဆိုတဲ့စိတ်ထဲကိုပြင်းပြတဲ့အကြံစီကဝင်လာခဲ့တယ်ဗျ။အကြာခင်မှာပဲဆရာသမားနဲ့သက်ဆိုင်ရာဒကာမတွေကိုပြေလေကြောင်းပြောပြီးမရိယာစာတင်တိုက်ကနေမင်းငုံတောင်ပေါ်ကျောင်းကြီးကိုပြန်ကြွတော်မူခဲ့တယ်ဗျ။ဥနာရတမရိယာကနေမင်းငုံကိုပြန်ရောက်တဲ့အခါမှာတော့တောင်ပေါ်ကျောင်းကြီးကနေအလေတော်ရကိုပြောင်းရွှေ့သတင်းသုံးရပြန်တယ်ဗျ။ဥနာရတရဲ့ဘဝမှာအခုဒီချိန်ကတော့အကောင်းဆုံးဖြစ်ခဲ့တယ်ဗျ။တောင်ပေါ်ကျောင်းကြီးဆရာတော်ဟာပြိပတ်ကိုတင့်ယုံသာလုပ်တော်မူပြီးရှိသမျှအချိန်တွေမှာစာကြည့်ခြင်းစာကြံခြင်းတွေနဲ့ကုံဆုံးခဲ့တယ်ဗျ။ဥနာရတကလည်းဆရာတော်ကြီးနီးကိုတူယူခဲ့တယ်ဗျ။အလေတော်ရရောက်တဲ့အခါမှာတော့အလေတော်ရဆရာတော်ကြီးကပဋိပတ်ကိုပို့ပြီးတော့အားတန်တယ်ဗျ။ဒါနဲ့ဥနာရတကဒီလိုစဉ်းစားတယ်ဗျ။ငါဘောကအချိန်ပိုင်းတွင်းမှာပဲပြောင်းလဲတွေများနေပြီး6ကမ်းမကိုပြုတ်ကြဖို့လက်မလေးတင်လိုတော့ပါကလားလို့စိတ်ကဖြတ်ကနေအသိဉာဏ်ကြောင့်ကြက်သိန်းတစ်ဖြန်းထပြီးတတ်တော်အနေနဲ့ကြည့်မယ်ဆိုရင်လည်းတတ်တော်30ခွန်ရှိပြီဖြစ်လို့ဆရာတော်ကြီးရှိမှရဟန်းတရားရှုဖွာနည်းကိုရှောက်ထားမယ်လို့ဆုံးဖြတ်ခဲ့တယ်ဗျ။ဒါနဲ့ဥနာရတကိုသိမကြခင်မှာပဲဆရာတော်ကြီးကတန်ဃာတော်တွေကိုထိမ့်သိမ်းပြီးစာချတိုက်အုပ်အလုပ်ကိုသာလွှဲအပ်ခြင်းကိုခံရပြန်တယ်ဗျ။ဥနာရတအနေနဲ့ကတော့အရင်ကအချိန်ချင်းဒီတာဝန်တွေကိုထမ်းဆောင်ခဲ့တော့ကတော့ပျော်ရွှင်သားရခဲ့ပြီမဲ့ဒီတစ်ချိန်ကတော့ဒီတာဝန်ကြီးကကိုယ့်ကို6လန့်တယ်လို့ဖြစ်နေတဲ့အတွက်တနေ့တော့ဥနာရတစာချပြီးရပြီးသားစာတွေကိုရွတ်အံနေချိန်မှာအလေတော်ရဆရာတော်ကြီးကဟဲ့ဥနာရတစာတွေကိုဘဲအတွက်ဒီလောက်တောင်သင်နေရတယ်လို့ဒါနဲ့ဥနာရတကပြန်လျှောက်လိုက်တယ်နိဗ္ဗာန်လိုချင်လို့ပါဗျာဂိုင်းမောင်နာရတရနိဗ္ဗာန်လိုချင်ရင်ဘူတန်ဘူတတော်ပတ္တိလောက်နေပင်နိဗ္ဗာန်ရနိုင်တယ်ဗျအဲ့ဒါလိုမိန့်တော်မူပြီးအနီးကနေထွက်သွားတော့တယ်ဗျဥနာရတရဲ့ခေါင်းကိုလည်းဒုတိယအကြိမ်ထပ်ပြီးမိုးချိုးပစ်တန်တစ်ခုလိုကြားလိုက်ရပြီနှုတ်ကလည်းဘူတန်ဘူတတော်ပတ္တိလို့အကြိမ်ကြိမ်ရွရင်းအတိတ်ဘက်ကိုလေးလေးနက်နက်စဉ်းစားပြီးတော့ကြံရစ်နေခဲ့တော့တယ်ဗျခဏအကြာမှာတော့အရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းမြင်ရင်နိဗ္ဗာန်ရနိုင်တာပဲလို့တက်ကနေသဘောပေါက်သွားတော့တယ်ဗျသဘောပေါက်တာနဲ့ပဲလက်တွေ့လုပ်ဖို့ဆုံးဖြတ်လိုက်ပြီးဥနာရတဆုံးဖြတ်ပြီးမကြခင်
တန်ခါတာမတ်ကြီးလို့ခေါ်တဲ့နိုင်ငံရေးအသင်းအဖွဲ့တွေပေါ်လာတော့စာသင်သားတွေကိုစုံမရခတ်လာတာနဲ့ကြုံလာတော့ဘုန်းကြီးဥနာရတာအတွက်ပြိပတ်ကိုသာဒီဇိုင်းမတ်အားထုတ်ဖို့အတွက်ခွင့်ရေးပေးလို့ဖြစ်သွားတော့တယ်ဗျာဥနာရတာစင်းရဲကလွတ်ချင်ရဲ့တတိပဋ္ဌာန်ကလွယ်လို့အခြားမရှိဘူးဧကာယနောမကောလို့ဆရာတော်ကြီးကမိန့်တော်မူခဲ့ပေမဲ့ဘလို့ပွားရမလဲဆိုတာကိုခွဲခြားမိန့်တော်မူတဲ့အတွက်ဥနာရတာဟာငါတတိပဋ္ဌာန်တုတ်ပါဠိတော်ကြီးကိုတီကာဒါဂရာတွေကိုတိုက်ဆိုင်ပြီးအပြန်အလှန်ကြည့်ရှုသုံးသပ်တော်မူခဲ့တယ်ဗျတတိပဋ္ဌာန်ဆိုင်ရာစာပေတွေကိုလည်းကြည့်ရှုပြီးလွတ်ကျွတ်ရုံးထွက်မယ်လို့အားပြုနေကမှပေတကောပရိသတီကာရေးဖို့အတွက်စိတ်ကြံကပြန်လည်နိုးကြတော်မူခဲ့တယ်ဗျဒါဂရာဆရာရဲ့ဘွယ်တူကိုဗန်းပြသွေးဆောင်တဲ့အကြံကတော့မာနရဲ့နောက်ဆုံးလက်နက်ပဲဖြစ်မယ်ထင်ပါတယ်ဗျဆရာတော်ဥနာရတအနေနဲ့ဒီအကြံကိုမြင်မှာဖြစ်ပေမဲ့ဥနာရတကဒီအန်ဒီရဲ့ကိုအခိုက်အတန့်အနေနဲ့ခုခံကာကွယ်ပေးခဲ့ပါတယ်မကြခင်မှာပဲဆရာတော်ကြီးကိုခွင့်ပန်ပြီးတန်ခါပရိသတ်ကြီးကိုကြောခိုင်းအလဲတော်ရကနေ၄ဖာလုံးလောက်ဝေးတဲ့တောထဲကိုကြွတော်မူခဲ့တယ်ဗျ။ကိုကလေးချောင်တီလာရှင်ဆရာကြီးဒေါ်ဤကကမ္မထမ်းကျောင်းလေးတစ်ကျောင်းကိုစောက်လုပ်လူတန်းပေးခဲ့တဲ့အတွက်ဆရာတော်ကြီးကရသမျှရောင်ရဲကအပမာဒပฏิပဋ္ဌာန်အလုပ်ကိုစ조사အားထုတ်တော်မူခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့တောင်ပေါ်ကျောင်းကြီးဆရာတော်နဲ့အလဲတော်ရဆရာတော်ကြီးတို့ကအမျိုးပုံစောက်ရှောက်ခဲ့ရတဲ့တာဝန်ကုံဆုံးပြီလို့ဆိုနိုင်တယ်ဗျ။ဒါနဲ့ဒီနေရာမှာစကားဆက်မိလို့ပြောပြပေးခြင်းနဲ့ဆရာတော်ကြီးနှစ်ပါးရဲ့ဂုဏ်ကျေးဇူးတွေကရှင်မောဂလိဗုဒ္ဓတိတ်တမထေရကိုသာသနာပေါင်းတွင်ဝင်ရောက်ဖို့အတွက်ချိန်ယူဆောင်ဆိုင်ခဲ့ရတဲ့ရှင်သိက္ကဝနဲ့ရှင်စန္ဒဝစီမထေရကြီးတို့ရဲ့ကျေးဇူးကိုပြန်လည်အောက်မေ့မိတယ်ဗျ။ရှင်သိက္ကဝမထေရကရှင်မောဂလိဗုဒ္ဓတိတ်တမထေရကိုသာသနာပေါင်းတွင်ဝင်ရောက်ဖို့အတွက်ဆွဲဆောင်ခဲ့တယ်ဗျ။သာသနာပေါင်းကိုရောက်လာတဲ့အခါမှာတော့ပြိပတ်အလုပ်ကိုအရင်လုပ်ခိုင်းတယ်ဗျ။တတိယတန်ခါယေနာပွဲအတွက်သာသနာပြုလုပ်ငန်းကလည်းအစဉ်တစိုက်ရှိနေသေးတော့သာသနာကနေဖဲမခွာသွားယုံတမာရိညာရေးယုံပြိပတ်လန်းအစသောတာပန်လောက်သာချီးမြှောက်ထောက်ပံ့ပြီးရပ်ဆိုင်တော်မူခဲ့တယ်ဗျ။နောက်တော့ပြည့်ရတင်ယူဖို့ရှင်စန္ဒဝိစီမထေရထံကိုပုတ်လွတ်တော်မူတဲ့အတွက်တာမဏေဘဝနဲ့ပဲတိပိကဖြစ်တော်မူခဲ့တယ်ဗျ။တကယ်တော့အလေတော်ရဆရာတော်ကြီးနဲ့တောင်ပေါ်ကြီးကျောင်းဆရာတော်နှစ်ပါးဟာမင်းတော်မင်းလက်ထက်ကပြီးလုံးဆရာတော်ရဲ့အပမာဒအမွေခံတပည့်ချင်းနှစ်ပါးပဲဗျ။အလေတော်ရဆရာတော်ကြီးကတော့အဲ့ဒီခေတ်ကအနာဂံလို့ကြော်ကြားတယ်ဗျ။ဥနာရတဟာအပမာဒတရားကိုတန့်ဆွတ်ကြိုးပမ်းမရက်မနာစူးစားပွားများတဲ့အခါမှာတော့အလွန်ကြိုးများတာကိုရိပ်စားမိလာတော့တယ်ဗျ။ပါဠိတော်မှာလည်းပွင့်ပွင့်လင်းလင်းကြီးထာဂရာတွေမှာလည်းရှင်းကြီးရှိနေပါလျက်နဲ့စမ်းမဲ့လူတောင်ရှိပါကလားလို့သာသနာတော်အတွက်အားမလို့အားမရဖြစ်လာတော့တယ်ဗျ။တတိပဋ္ဌာန်ဆိုတာသွာလာလှုပ်ရှားသမျှယုတ်တရားရဲ့အမှုရာအားလုံးနဲ့စိတ်ရဲ့အတွေ့အကြုံအားလုံးကိုလွတ်တန်းစောင့်ကြည့်ရတဲ့အလုပ်ပဲဗျ။အရန်ကိုလည်းရှင်းလင်းလွယ်ကူပါတယ်။ပထမသွာလာလှုပ်ရှားမှုကိုစောင့်ကြည့်ရမယ်။နောက်တော့စိတ်ရဲ့ကြံစီတွေကိုစောင့်ကြည့်ပြီးမှရမယ်။ပထမတော့တွားခြင်းစိတ်ကဖြစ်မယ်။နောက်တော့တွားခြင်းယုတ်ကပါကပ်ပြီးတော့ပါလာမယ်။ဒါတွေကိုပဲအသေးစိတ်မှတ်သားရမယ်ဗျ။အတန်းဟာတမာတိရဲ့ရန်သူလို့ဆိုသလိုပဲဘုန်းကြီးဥနာရတာဟာလူသူပြိတ္တနဲ့နီးကပ်တဲ့ကျောင်းကလေးကနေညီးငွေပြီးသမုံချောင်းကိုပြောင်းရွှေ့သတင်းသုံးတော်မူခဲ့တယ်ဗျ။ဂူကလေးချောင်းလေတော်ရဘုန်းကြီးဥနာရတာဟာတန်ဒိဋ္ဌိကအကာလိကဂုံတော်တွေကိုကိုယ်တိုင်လေးမြတ်ယုံကြည်လာတဲ့အခါမှာတော့အိပတ္တိကလို့ခေါ်တဲ့ဂုံတော်ကိုဖော်ထုတ်တော်မူခဲ့တယ်ဗျ။၃နှစ်တာကာလမှာထူးဆန်းတဲ့ဘုန်းကြီးလို့ထင်သူအများပြားလဲရှိလာခဲ့ပါတယ်။တစားစမ်းသက်နာယူကြည့်တော့ဘုန်းကြီးဥနာရတရဲ့တရားကစူးစမ်းနာယူလိုသူတွေအတွက်ကတော့မယုံကြည်နိုင်လောက်အောင်ကိုအသေးစမ်းဖြစ်ခဲ့ရတယ်ဗျ။ဆရာတော်ကြီးရဲ့ဟောကြားပုံကတကယ်ကိုမှရိုးရှင်းလွန်းတယ်ဗျ။သွားရင်သွားတယ်၊လာရင်လာတယ်၊ထိုင်ရင်ထိုင်တယ်၊အိပ်ရင်အိပ်တယ်မှတ်လို့အဲ့ဒါလို့ဆရာတော်ကြီးကမိန့်တော်မူတယ်ဗျ။၃နှစ်ကျော်လာတဲ့အခါမှာတော့စမ်းသက်သူတွေတင်မကပဲတွေ့တဲ့သူတိုင်းကိုဆရာတော်ကတရားဟောတော်မူတယ်ဗျ။မင်းတို့မိဘတွေဖျားဝတ်တက်ရင်ဖတ်ကြတဲ့တတိပဋ္ဌာန်ဆိုတာဒါပဲကွာ။ရွေးရမယ့်စာမဟုတ်ဘူးလုံးရမယ့်စာ9ရက်လုံးကြည့်နိဗ္ဗာန်ရနိုင်တယ်လို့မြတ်စွာဘုရားကရဲရဲကြီးအာမခံတယ်ကွာ။ကြိုးစားကြကျင့်ကြမယုံမရှိကြနဲ့လို့အထက်တက်ဆုံးမတော်မူတယ်ဗျ။ဒါပေမဲ့လည်းနာကြားသူတွေကတော့မကြားစဘူးအစ်စမ်းနေကြပဲဆိုတော့သွားရင်သွားမှန်းလို့လူတိုင်းပြီးတာပေါ့ခွေးတွေဝက်တွေလည်းပြီးတာပဲ။အိုးတမထပါကွာ။အိုးပြညတ်ပါကွာ။စတဲ့စလုံးနေနဲ့လောင်ရည်သူတွေလည်းများပြားလာတော့တယ်ဗျ။ဆရာတော်ကတော့သူတို့မိုက်တာမိုက်ကြပါစေ။ငါးရေဝပြီးရောဟောရမှာပဲလို့ဆုံးဖြတ်တော်မူခဲ့တယ်ဗျ။ဒီလိုနဲ့ပဲအားပေါက်အောင်ဟောကြားတော်မူရင်းတနစ်တာအချိန်ကုန်သွားခဲ့ပေမဲ့တဦးတလီတောင်အားထုတ်သူမရှိခဲ့ဘူးဗျ။ဒါနဲ့ဆရာတော်ဦးနာရတဟာပုဂ္ဂိုလ်ခင်းမှာတရားမင်မယ်လို့ယူဆပြီးဆွေမျိုးတွေရှိရာဇာတိရွာကိုတရားနဲ့ကျေးဇူးဆက်မယ်လို့ကြံစီပြီးပြန်ကြွတော်မူခဲ့တယ်ဗျ။ဇာတိရွာကိုပြန်ရောက်တဲ့အခါမှာတော့ကံကြီးကုန်းရွာရဲ့အရှိတ်ကြောက်ပြုတ်ကုန်းမှာတောရကျောင်းလေးကိုစောက်ပြီးသတင်းသုံးတော်မူခဲ့တယ်ဗျ
မကြီးစုတော်ရကြောင်းဘုန်းကြီးဦးလက္ခဏာကစင်ပြူတော်တစည်းဝင်လာပြီးဝတ်တယ်ဆိုတဲ့ထူးဆန်းတဲ့အိမ်မက်တစ်ခုအကြောင်းကိုဆရာတော်ဥနာရတမရောက်ခင်ရင်းနှီးတဲ့သူတွေကိုမိန့်ကြားထားဘူးတယ်ဗျဆရာတော်ဥနာရတဟာရောက်တဲ့နေ့ကစပြီးတယောက်လာတယောက်10ယောက်လာ10ယောက်မလွတ်တမ်းတရားချီးမြှင့်တော်မူခဲ့တယ်ဗျရွာမှာရှိနေတဲ့သူတွေကတော့ဆရာတော်ဟောကြားတဲ့တရားတွေကိုသွားတယ်စားတယ်ဝါတယ်မျိုးတယ်စွတယ်စိတ်တယ်စသဖြင့်မင်းကွန်းမတဲ့အခြေအနေဆိုးဝါးစွာလောင်ပြောင်ခဲ့ကြတယ်ဗျဟိုးရှိတုန်းကစကပုံတစ်ခုလိုပေါ့တငယ်ချင်းမင်းဖြစ်ဆိုသလိုပဲရင်းနှီးတဲ့သူတွေအကြားမှာပိုလို့တောင်ညာမတာဝေဖန်ခဲ့ရခြင်းကိုခံခဲ့ရတယ်ဗျဆရာတော်ဥနာရတကတော့စိတ်ပြအားငယ်တော်မူပဲဆက်လက်ဟောကြားတော်မူခဲ့တယ်ဗျကြာလာတဲ့အခါမှာတော့ကျောင်းကိုလူဝင်လူထွက်ကလည်းလဲပါလာတော့တာပေါ့ရွာထဲမှာနားနဲ့မဆက်အောင်ကြားလာရတော့အလုတ်ကျွေးဖြစ်တဲ့တကားတယောက်ကကြာရင်ခက်ရကြီးရဲ့လို့တွေးပြီးတရက်တော့ဆရာတော်တို့ကိုရှောက်တယ်ဗျအရှင်များကိုပြောနေကြတယ်ဗျာဒီဘုန်းကြီးကအစမ်းထွင်ပြီးသူများမဟောတဲ့တရားဟောလားဟောရဲ့သူများမပြောတဲ့တရားပြောလားပြောရဲ့သူများမပြတဲ့တရားပြလားပြရဲ့သူများမကျင့်တဲ့တရားကျင့်လားကျင့်ရဲ့လို့ရှောက်ထားတော်မူတဲ့အခါမှာတော့ဘုန်းကြီးဥနာရတကသူများမဟောသေးတဲ့တရားကိုဟောမှသူများမနာရသေးတဲ့တရားကိုနာရတာပေါ့သူများမပေးသေးတဲ့တရားကိုပေးမှသူများမရသေးတာကိုရမှာပေါ့သူများမကျင့်ရသေးတဲ့တရားကိုကျင့်မှသူများမမြင်ဘူးသေးတဲ့တရားဓုတရားမြတ်ကိုသိမြင်ပြီးအကျိုးဓုခံစားရမှာပေါ့ကွယ်လို့ပြန်လည်မိန့်ကြားတော်မူပေမဲ့တဝါဆိုပြီးထင်သလောက်ခီးပေါက်တော်မူတဲ့အခါမှာတော့မင်းကုန်းကိုနောက်တစ်ချိန်ပြန်ကြွတော်မူခဲ့တယ်ဗျဘုန်းကြီးဥနာရတဟာနှစ်နှစ်အတွင်းတရားကျင့်ကြံအားထုတ်လို့သူတွေမတွေ့တဲ့အပြင်နာကြားသူတွေပါနဲပါလာပေမဲ့လည်းလုံလဝိရိယလျှော့တော်မူတဲ့အပြင်ခွင့်အခါတင်တိုင်းဟောပြောဆုံးမတော်မူခဲ့တယ်ဗျတနေ့တော့မင်းကုန်းဘက်မှာဥပုပ်ရရှိစောင့်နေကြတဲ့မန္တလေးမြို့ကပွဲစားကြီးဦးသစ်ဒေါ်ကျော့တို့ဇနီးမောင်နှံဟာထူးဆန်းတယ်လို့ကြားရတဲ့ဆရာတော်ရဲ့တရားကိုနာဖို့အတွက်ရောက်လာခဲ့တော့တယ်ဗျတရားနာယုံနဲ့အားမရတော့လို့ကြင်ကြံရှုမှတ်ဖို့အတွက်ရှောက်ထားတဲ့အခါမှာတော့တတိပဒံအကျိုးတရားနဲ့ရှုမှတ်ပုံကိုဟောကြားတော်မူပါတယ်ဗျဣရိယာပုအပိုင်းနဲ့တံစင်ညအပိုင်းကိုရောရှက်ပြီးရုပ်ပိုင်းရှုမှတ်ပုံကိုလည်းဥစွာဟောကြားတယ်ဗျရုပ်ပိုင်းကိုသုံးသပ်ရင်နာမ်ကလည်းသူ့လိုထင်ရှားလာတယ်လို့ဝိသုဒ္ဓိမတ်မှာလာတဲ့အတိုင်းရုပ်ပိုင်းကိုပိုင်နိုင်လာတဲ့အခါမှာတော့နာမ်သဘောတရားကိုဆက်လက်ရှုမှတ်စီပါတယ်၄-၅ ရက်လောက်ကြာရင်ယောဂီကိုယ်တိုင်ကတရားရဲ့အရာတာကိုပြီးစမ်းလာရစမြဲဖြစ်လို့ဇနီးမောင်နှံဦးစလုံးကရှင်လန်းတက်ကြွသွားတော့တယ်ဗျလူပြည်နတ်ပြည်မှာမရှိတဲ့ချမ်းသာအလုံးမလုံးသူတွေမသိနိုင်တဲ့ချမ်းသာတွေကိုရပ်ပိုင်းတော်တွင်မှသိမြင်သွားကြတော့တဲ့အတွက်ပင်မနယ်လို့မထင်တော့ပဲရှစ်ကိုတိုးပြီးရှုမှတ်ကြတဲ့အတွက်ဘုန်းကြီးဥနာရတကယောဂီရဲ့အမူအရာကိုကြည့်ပြီးအလျှော့အတင်းထိန်းညှိပေးတော်မူခဲ့တယ်ဗျတကာကြီးတကမာကြီးတို့ရှုမှတ်ကြတဲ့အခါဖြစ်အောင်လည်းမပြုကြနဲ့ပြအောင်လည်းမပြုကြနဲ့ဖြစ်တာပြတ်တာကိုပဲသိပါစေဖြစ်အောင်ပြုတော့လောဘပြတ်အောင်ပြုတော့ဒေါသဖြစ်ပြတ်တာတွေကိုမသိတော့မောဟလို့ဆုံးမတော်မူခဲ့တယ်ဗျပွဲစားကြီးဇနီးမောင်နှံတို့ကပါဠိပတ်တာတန်နေအတန်သားမပါပဲတာမန်လူတွေအဖို့ဘာပြောနေမှန်းမသိတဲ့တုံးတိတိတရားစကားတော်တွေကရိုးရင်းချင်စေတဲ့အထိဆွဲပြီးနှစ်သက်ကျဉ်းနဲ့သွားကြတော့တယ်ဗျတရားရှုမှတ်ရမှာဘလို့စိတ်ထားရမယ်ဆိုတာကိုတစ်ချက်တည်းနဲ့နားလည်သဘောပေါက်သွားကြပြီးတနေ့ထက်တနေ့တတ္ထဝိရိယတတိသမာဓိပညာလို့ခေါ်တဲ့အိန္ဒြေ၅ပါးလုံးညီမျှလာတဲ့အတွက်တစ်လခွဲ2လတော်တွင်းမှာပဲဘသူဖြတ်မပြတ်နိုင်တဲ့ဉာဏ်အလင်းကြီးရရှိသွားကြတော့တယ်ဗျအခုကျွန်တော်ပြောပြပေးတဲ့အကြောင်းအရာတွေကတော့ဆရာတော်ကြီးရဲ့အနည်းအနေတပြည့်တူဖြစ်တဲ့ဆရာတော်ဥဒိဋ္ဌာစာရနဲ့ဆရာကြီးဓမ္မစရိယဥဒေးလိုင်ရေးထားတဲ့ယဟန္တာနဲ့ပုဂ္ဂိုလ်တို့များစာအုပ်ထဲကအကြောင်းအရာတွေကိုကိုးကားပြီးပြောပြပေးတာပဲဆရာတော်ကြီးရဲ့နောက်ထပ်ထေရပတ္တိဒုတိယပိုင်းကိုလည်းကျွန်တော်နောက်နေ့မှာဆက်လက်ပြီးတော့မှပြောပြပေးသွားပါအောင်မယ်ဗျ